တင်တန်းလာတက်တယ်ဆိုပေမဲ့စက်ပြတင်တန်းတက်ပြီးစက်ပြရေးပဲဖြော်စားရမယ်လို့မဟုတ်လောက်စားလို့ရတဲ့လမ်းကြောင်းတွေအများကြီးရှိတယ်စက်ပြတင်တန်းလာတက်ပြီးတော့မှကိုက6လတစ်နှစ်2နှစ်လောက်ကိုတိတိကျကျလေးလာစူးစမ်းပြီးတော့ကိုတင်တန်းပြတ်ပေးအောင်မလားအမတင်တန်းသားလေးတင်တန်းပြတ်ပေးနေတဲ့သူတွေတပုံကြီးမနာလို့မရှိဘူးမူရိတာပွားတယ်သူနာလေးတက်တဲ့သူတွေကိုစီပြန်လာတက်တယ်သူနာလေးတက်တဲ့သူတွေကိုစီပြန်လာတက်တယ်သူကနေပြီးတော့မှကျမရဲ့ဆရာဘယ်သူပါလို့ပြောလိုက်တဲ့အချိန်အမစီပြန်ရောက်လာတယ်ဒါတယောက်နဲ့တယောက်ကိန်းကျွန်းမိကျွန်းကိန်းပြီပဲလေသူတို့ထပ်ပြီးတော့မှသူ့ဆရာရဲ့ဆရာနာကိုပြန်တက်ချင်တယ်ဆိုကိုစီပြန်ရောက်လာတာပဲအဲ့ဒီလိုရှိရပြီးလို့ရှိရင်တင်တန်းတက်ပြီးတဲ့ခါကျလို့ရှိရင်ကုန်ချမ်းရောင်းစားမဲ့ဆိုရင်လည်းလွယ်သွားပြီဒီကုန်ချမ်းကိစ္စတွေကိုတိမှဒါတွေဒီလိုထည့်ဒီလိုဖြစ်တယ်ဆိုတာတိမှကုန်ချမ်းရောင်းရတာပိုအဆင်ပြေကုန်ချမ်းစိန်ဖွင့်ထားပေမဲ့လည်းဘာမှမပြောတတ်ဘူးဆိုရင်ပြောတတ်တဲ့သူကိုရောင်းရမှာပဲသိလားပြီးရင်တို့ဘယ်လိုပြောမလဲတကယ်စိတ်ရင်စေတနာအမှန်နဲ့ဒါထည့်ရင်တော့နေလို့ကောင်းခဏလေးအလုပ်ဖြစ်ပေမဲ့ရေရှည်ကြရင်တော့ဒါနေဒါလိုလုပ်နေတာမကောင်းဘူးဆိုတဲ့ဥစ္စာလေးကိုကပြောပြပြီးဖို့လည်းလိုတာပေါ့နော်ကုန်ချမ်းရောင်းစားမလားကဲရောင်းစားလို့ရသွားတယ်ပြီးတဲ့ခါကျလို့ရှိရင်အဲ့ဒီဥစ္စာတွေလားဆိုတော့တကယ်လို့မှကိုကလူလုံးထွက်မပြချင်တာအရန်ပင်မန်းနေမလုပ်ချင်တဲ့သူတွေကဘာလုပ်လို့ရလဲဆိုတော့အမတို့ YouTube ကနေပတ်စံရှာလို့ရတယ် TikTok ကနေပတ်စံရှာလို့ရတယ် Facebook ကနေပတ်စံရှာလို့ရတယ်ဘာလဲဆိုတော့ဗီဒီယိုလေးတွေလုပ်မယ်နော် creation ကောင်းကောင်းလေးနဲ့စိတ်ကူးစိတ်တန်ကောင်းကောင်းလေးနဲ့ဗီဒီယိုတွေလုပ်မယ်ဗီဒီယိုတွေလုပ်ပြီးလို့ရှိရင် TikTok မှာဗီဒီယိုကနေပတ်စံရတယ် YouTube ရတယ် Facebook ရတယ်အဲ့တော့မြန်မာ region နဲ့တော့မရဘူးပေါ့ကိုက Korea region နဲ့လုပ်မလားဂျပန်နဲ့လုပ်မလားလုပ်တခါလဲအခုကတည်းကလုပ်ငန်းစားပါပြီဆိုကတည်းကလေဘာမှမစားရသေးတဲ့သူတွေကအကောက်ဖွင့်တာကနေပြီးတော့မှအဲ့ဒီလိုမျိုးဖွင့်ထားလိုက်တော့အဲ့ဒီဥစ္စာတွေလည်းသူများအပ်ရင်သူများမအပ်ဘူးဆိုလို့ရှိရင်ကိုယ့်အနေကိုလောက်တက်အောင်လို့တင်တဲ့တက်ဆရာရှိတက်ရမှာပဲပညာလို OD မရှိပဲတက်ဆရာရှိတဲ့ဥစ္စာကိုတက်ရမှာကိုမသိတဲ့ဥစ္စာကိုတက်ရမှာနိဟုတ်ပြီလားအဲ့တော့ဟိုဗီဒီယိုလေးတွေလှလှပပလေးတွေရိုက်မယ်တကယ်လို့မှဟိုကလောက်စားတဲ့ဆိုရင်ပေါ့လေဗီဒီယိုလှလှပပလေးတွေရိုက်မယ်စက်ပြလေးတွေလောက်ပြတဲ့ဗီဒီယိုတွေရိုက်မယ်ဒါကဘာဆိုတဲ့ဥစ္စာကိုပြောနေစရာလည်းမလိုဘူးအလှဗီဒီယိုရိုက်တာဖြစ်တဲ့အတွက်သူများကတော့ကြည့်လို့ကောင်းကြည့်မှာပဲသူများစိတ်ဝင်စားအောင်ရိုက်ကြည့်မှာပဲဒီလိုလေးတွေရှိရပေါ့အဲ့တော့အဲ့ဒီလိုမျိုးဗီဒီယိုတွေကနေပြီးတော့မှပတ်စံရှာလို့လည်းရတယ်အများကြီးပဲလုပ်လို့ရတာတွေကမဟုတ်ဘူးလားနော်ဆိုတော့အဲ့ဒီလိုလေးတွေရှိရဲအဲ့ဒါကြောင့်မလို့ငါတော့ဒီတင်တန်းတက်တာစက်ပြတင်တန်းတက်တာစက်ပြရေးဖြော်ပါမှာစက်ပြရေးဖြော်ပြီးတော့ရောင်းနေတဲ့အချိန်မှာသူများလိုမျိုးဈေးပေါပေါမရောင်းနိုင်တဲ့အတွက်သူများလောက်မတွက်ဘူးဆိုအဲ့ဒီလိုစိတ်တက်ကြနေဖို့မလိုလမ်းကြောင်းကတစ်ခုမဟုတ်တစ်ခုတက်သွားမှာပဲအခုအမတို့အမအခြေခံစတင်တော့ဆိုလို့ရှိရင်လေဘယ်လမ်းကြောင်းပေါ့ရောက်မယ်ဆိုတာကိုသိတာမဟုတ်ဘူးဒီလိုမျိုးပဲလုပ်ရင်းကနေပြီးတော့မှတင်တန်းတင်လာမေးရင်းကနေတင်တန်းတင်တယ်ဆိုရင်းကနေပြီးတော့ဒီလိုတင်တန်းလမ်းကြောင်းပေါ့ရောက်သွားတာ